2025ရွေးကောက်ပွဲတွင် UEC ကခွင့်ပြုထားတဲ့ပါတီ56ခုရှိနေတဲ့အကြောင်းပါဝင်နောက်ဆုံးရသတင်းများအားလုံးပဲမင်္ဂလာပါစစ်ကောင်စီကတော့လာမယ့်ဒီဇင်ဘာမှာပြည်လုံးကျွရွေးကောက်ပွဲကျင်းပဖို့စီစဉ်ထားခဲ့ပြီးတော့အနိုင်ရတဲ့ပါတီကိုအာဏာလွှဲပြောင်းပေးမယ်ဆိုပြီးတော့ကြေညာထားပါတယ်ဒါပေမဲ့နေမြေမငြိမ်သက်မှုတွေကြောင့်ရွေးကောက်ပွဲကျင်းပဖို့အတွက်အခက်အခဲတွေလည်းရှိနေခဲ့ပါတယ်နောက်ပြီးတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာရှောင်ပြသက်သက်ဖြစ်လိမ့်မယ်ဆိုပြီးတော့ပြည်သူလူထုနဲ့နိုင်ငံတကာကပါထောက်ပြနေခဲ့ကြပါတယ်ပြီးခဲ့တဲ့ဧပြီလမှာတော့အထွေထွေရွေးကောက်ပွဲကော်မရှင် UEC ကလာမယ့်ရွေးကောက်ပွဲတွေပါတီတွေစည်ရင်သွေးကြဖို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။လက်ရှိချိန်ထိတော့စည်ရင်သွေးနဲ့ပါတီစုစုပေါင်း89ခုရှိခဲ့ရမှာပါတီ56ခုကိုတော့ရွေးကောက်ပွဲဝင်ခွင့်ခွင့်ပြုပေးထားခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။ရွေးကောက်ပွဲတွေပါတီများစည်ရင်ပေးသွေးခြင်းဥပဒေအပိုင်300ပါတီတေးဖြိတင်သွင်းလာတဲ့ပါတီ29ခုနဲ့အပိုင်းနေရမှတ်ပုံတင်ပူပြီးသားပါတီ90တို့စည်ရင်သွေးလျှောက်ထားလာတာဖြစ်ကြောင်း UEC ကဆိုပါတယ်။အဲ့ဒီမှာပါတီ56ခုကို UEC ကခွင့်ပြုထားခဲ့တာဖြစ်ပြီးဆက်လက်စစ်ဆေးနေရတယ်လည်းတွေ့ရှိရတယ်လို့သိရပါတယ်။ခွင့်ပြုချက်ရပြီးတော့ပါတီတွေထဲမှာပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဒေါက်တာတသက်ခိုင်ရဲ့ပြည်သူ့ရှေ့ဆောင်ပါတီတို့လည်းပါဝင်ပါတယ်။အများသူစိတ်ဝင်စားနေကြတဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါတီ LND ကတော့ရှေ့ကောက်ပွဲတွေမှတ်ပုံတင်တဲ့စီးရဲမှာပါဝင်လာခြင်းမရှိပါဘူး။ဆက်လက်ပြီးတော့ထိုင်းနိုင်ငံနဲ့နေဆက်ညစ်ပွားမှုအတွက်ICJ တမှာတင်ပြလိုက်တဲ့ကမ်ဘောဒီးယားရဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ်။အရလာကစားပြီးတော့ထိုင်းနဲ့ကမ်ဘောဒီးယားအိမ်နီးချင်းနိုင်ငံကြားနေဆက်ညစ်ပွားမှုချင်းတွေတင်းမာလာခဲ့ပြီးအပြန်အလှန်ပစ်ခဲ့ကြလို့ကမ်ဘောဒီးယားစစ်သားတို့သိမ်းဆုပ်ခဲ့ပါတယ်။အဲနောက်မှာတော့နိုင်ငံလုံးကနေဆက်မှာစစ်တပ်နဲ့လက်နက်တွေတိုးမြင့်နေရချခဲ့ကြပါတယ်။ကမ်ဘောဒီးယားထိုင်းနဲ့လာအိုတို့ထိဆုံရာမြတရိကန်နေဆက်မှာနိုင်ငံနဲ့မြေညစ်ပွားမှုဖြစ်နေခဲ့ပါတယ်။ထိုင်းဆိုဘက်ကလည်းနေဆက်ပိတ်ပြီးတော့ကမ်ဘောဒီးယားကိုလျှက်စစ်မရောက်မယ်နဲ့ဖျက်တောက်မယ်လို့ချိတ်ချောက်ခဲ့တယ်လို့ကမ်ဘောဒီးယားဘက်ကလည်းထိုင်းလျှက်စစ်အင်တာနက်နဲ့ထုတ်ကုန်တွေမဝယ်ဘူးဆိုပြီးတော့ကြေညာခဲ့ပါတယ်။လက်ရှိမှာတော့ကမ်ဘောဒီးယားဘက်ကနေမြေညစ်ပွားမှုကိုဖြေရှင်းပေးဖို့ ICJ ကိုတရားဝင်စတင်ခဲ့ကြောင်းသိရပါတယ်။ကမ်ဘောဒီးယားရဲ့နိုင်ငံသားဥပဒေကိုလေးစားမှုနဲ့ငြိမ်းချမ်းစွာဖြေရှင်းဖြေရှာလုပ်မှုတွေကြောင့် ICJ တမှာတင်ပြခဲ့တာဖြစ်ကြောင်းလည်းကမ်ဘောဒီးယားဝန်ကြီးချုပ်ဟော်မာနက်ကဆိုပါတယ်။ထိုင်းဘက်ကတော့ကမ်ဘောဒီးယားနဲ့တွေ့ပြီးတော့ ICJ မှာဒီညစ်ပွားမှုကိုဖြေရှင်းမလားဆိုတာနဲ့ပတ်သက်လို့တုံ့ပြန်ထားတာမျိုးမရှိသေးပါဘူး။နေမြေညစ်ပွားမှုကိစ္စဆွေးနွေးဖို့အတွက်နိုင်ငံအာဏာပိုင်တွေဖနန်ပင်မှာတွေ့ဆုံခဲ့ကြပြီးတော့တိုးတက်မှုရှိတယ်ဆိုပေမဲ့လက်တွေ့မှာတော့ပြည်လည်မှုမရသေးတာလည်းဖြစ်ပါတယ်။ဆက်လက်ပြီးတော့ရန်ကုန်မှာကာလတန်မိုး3500ရှိစိတ်ကြွရုပ်သွဆေးပြားများဖမ်းဆီးရမိကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးမီလာတောင်ညွန့်မြို့နယ်ရှိရန်ကုန်ဘူတာကြီးရှိမှာပြီးခဲ့တဲ့ဇွန်လ10ရက်နေ့တုန်းကစိတ်ကြွယူသွဆေးပြား၄သိန်းဖမ်းဆီးရမိခဲ့ကြောင်းနာဆာကရဲ့သတင်းထုတ်ပြန်ရေးကထုတ်ပြန်ကြေညာခဲ့ပါတယ်။မွေးရစိနေနေရိပ်ပူပေါင်းတပ်ဖွဲ့ဟာဆိုရင်တော့သတင်းရရှိချက်ရဇွန်လ10ရက်မွန်လွယ်2နာရီခန့်မှာမီလာတောင်ညွန့်မြို့နယ်ရန်ကုန်ဘူတာကြီးရှိမှာသတင်းရမအောင်တန်ခကျော်တန်မောင်ကျော်နိုင်နဲ့တန်းလွင်တို့တော့ဦးသိဆောက်လာတဲ့စက်ကူချက်ဖပုံများကိုစစ်ဆေးရမှာစိတ်ကြွယူသွဆေးပြား၄သိန်းဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။အနောက်မှာတော့ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်ရရွှေပြည်သာမြို့နယ်20ရက်ကွက်မှာဝင်ရောက်စစ်ဆေးရှာဖွေခဲ့ရမှာလဲစိတ်ကြွယူသွဆေးပြား1.5သိန်းဖမ်းဆီးရမိခဲ့ပါတယ်။ဒါကြောင့်ဖမ်းဆီးရမိတဲ့စိတ်ကြွယူသွဆေးပြားစုစုပေါင်း6.5သိန်းအထိရှိခဲ့ပြီးတော့ကာလတန်မိုး6500ကျော်ရှိကြောင်းလဲနာဆာကသတင်းထုတ်ပြန်ထားပါတယ်။ဖမ်းဆီးရမိတဲ့တရားခံတွေကိုဥပဒေအရရေးယူဖို့အတွက်လှုံ့ဆော်နေတယ်လို့ဆက်ပြီးတော့ကွင်းဆက်လိုက်နေတယ်လို့လည်းသိရပါတယ်။ဆက်လက်ပြီးတော့ထိုင်းနိုင်ငံမှာကိုဗစ်ကူးစက်မှုနှုန်းပုံမှန်မြင့်တက်လာနေတဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။လက်ရှိမှာတော့မြန်မာနိုင်ငံမှာလေကိုဗစ်ကူးစက်မှုတွေပြန်တွေ့လာခဲ့ရသလိုအိန္ဒိယထိုင်းနိုင်ငံမှာဆိုရင်တော့ကိုဗစ်ရောဂါကူးစက်မှုဟာအရှိန်အဟုန်နဲ့ကိုမှမြင့်တက်လာနေခဲ့ပါတယ်။ထိုင်းနိုင်ငံရဲ့ကရောဂါထိန်းချုပ်မှုဌာနရဲ့အချက်အလက်တွေရပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာထိုင်းနိုင်ငံမှာရောဂါကူးစက်ခံရသူစုစုပေါင်း9600ကျော်နဲ့တိတ်ဆုံးသူ40ဦးထိရှိခဲ့တယ်လို့သိရပါတယ်။2025ခုနှစ်တနှစ်လုံးအနေနဲ့ဆိုရင်တော့ယောဂကူးစက်ခံရသူစုစုပေါင်း4သိန်းကျော်ထိရှိလာခဲ့ပြီးဖြစ်ပြီးတော့တိတ်ဆုံးသူရေတွက်ကလည်း154ယောက်ဆိုတဲ့ပမာဏကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာကိုဗစ်ကူးစက်မှုအများဆုံးဒေသဟာဆိုရင်တော့မြို့တော်ဘန်ကောက်နဲ့ချုံဘူရီခရိုင်နာခိုရက်ချာစီမာရှားရောင်းနဲ့ချင်းမိုင်တို့ပဲဖြစ်ပါတယ်။လက်ရှိယောဂကူးစက်မှုအခြေအနေအရအသက်60နှစ်အထက်အသက်ကြီးပိုင်းတွေမှာပို့ပြီးတော့ကူးစက်နေရတာကိုတွေ့ရပါတယ်။ထိုင်းကျန်းမာရေးဝန်ကြီးဌာနကတော့သူတို့ရဲ့ပြည်သူတွေကိုကိုဗစ်ကာကွယ်ရေးသတိပေးချက်တွေလိုက်နာဖို့နဲ့အတက်နိုင်ဆုံးလူစုလူဝေးရှောင်ရှားကြဖို့အတွက်အသိပေးမှုတွေကိုလှုံ့ဆော်ထားခဲ့ပါတယ်။ဆက်လက်ပြီးတော့အီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင်ကိုအစ္စရေးလုပ်ကြံဖို့စီစဉ်နေတဲ့ဆိုတဲ့အကြောင်းတင်ဆက်ပေးကြပါမယ်။အီရန်ရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင်တဦးဖြစ်တဲ့အာယာတိုလာအလီခါမီနီကို
အစ္စရေးဘက်ကလောက်ကျန်မှုစီစဉ်နေတဲ့ဆိုတဲ့ဒီအပိုင်းထဲမှာထွက်ပေါ်လာခဲ့ပါတယ်။ဒီကြောင့်ကိုအစ္စရေးရသမ္မတထရန့်ဆိုရထံမှအသိပေးခဲ့တယ်ဆိုပြီးတော့သတင်းမီဒီယာတွေမှာဖော်ပြလာခဲ့တာဖြစ်ပါတယ်။ဒီလိုတိုက်ခိုက်မဲ့စီစဉ်ကိုတော့အမေရိကန်သမ္မတထရန့်ကအပြင်းထန်ရှုတ်ချကြောင်းအစ္စရေးဘက်ကိုအကြောင်းပြန်ထားတယ်လို့သိရပါတယ်။ဒီလိုလောက်ကျန်မယ်ဆိုရင်တော့အစ္စရေးကတင်းမာမှုတွေဟာအဆိုးဝါးဆုံးအနေအထားကိုရောက်ရှိသွားနိုင်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အစ္စရေးဝန်ကြီးချုပ်ဘက်ဂျမင်နေတန်ယာဟုကတော့တခါမှမရှိဘူးတဲ့ပြောဆိုမှုတွေနဲ့ဆိုင်တဲ့သတင်းမှားတွေအများအပြားရှိနေပေကျွန်တော်အနေနဲ့ဒီလိုကိစ္စတွေနဲ့ပတ်သက်မှာမဟုတ်ပါဘူးလို့တုံ့ပြန်ခဲ့ပါတယ်။လက်ရှိချိန်ထိတော့နိုင်ငံကြားပြန်လည်တိုက်ခိုက်မှုတွေရှိနေသေးပြီးတော့အင်အားကြီးနိုင်ငံတွေကစစ်ပဲတွေမှာမပါဝင်မနဲ့တွဲဆုံဆွေးနွေးရေးလမ်းစဉ်နဲ့ညှိနှိုင်းဖြေရှာဖို့အတွက်ပဲတိုက်တွန်းနေကြပါတယ်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးမှုလို့ရောဒီမှာပဲရှင်းပြပါစေရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်။